ကျွန်တော်ကိုမထားခဲ့ပါနဲ့အဲ့ဒီနေ့ကဦးပုတ်ဟာထွက်ပြေးခဲ့တယ်သူ့ညီကိုခြံထားခဲ့ပြီးအသက်ရှင်ဖို့တယောက်တည်းပြေးထွက်လာခဲ့တယ်ဒီလျှို့ဝှက်ချက်ကိုနှစ်ပေါင်း30လုံးဖုံးကွယ်ထားခဲ့တယ်ရုတ်တရက်ကလေးလေးရဲ့အပြုံးဟာပိုကျယ်လာတယ်သူ့မျက်နှာကအကွဲလာပြီးအနက်ရောင်အရိပ်တွေတဖြည်းဖြည်းထွက်ပေါ်လာတယ်အခုတော့အကိုကြီးကျွန်တော်ကိုတယောက်တည်းမထားခဲ့တော့ဘူးမဟုတ်လားအဲ့ဒီအချိန်မှာတောအုပ်ထဲကရွာဆောင်ကြီးဟာခေါင်းမော့ပြီးရွာတရွာလုံးကိုတုန်ခါသွားစေမဲ့ဟိန်းဟောက်တန်ကြီးထုတ်လိုက်တော့တယ်ဝါရီရွာဆောင်ကြီးရဲ့ဟိန်းဟောက်တန်ဟာတောအုပ်တစ်ခုလုံးကိုတုန်ခါသွားစေတယ်လေတွေတိုက်ခတ်လာတယ်တစ်ပင်တွေရိမ့်ရိုင်လာတယ်မြင့်ရည်တွေဟာပြောင်းပြန်စီးဆင်းနေစေပဲဆရာတော်ဦးဝိစိတ်တဟာပတိကိုတင်းတင်းဆုပ်ကင်ထားရင်မကောင်းတော့ဘူးအညိုးကပြေဆုံးသွားပြီဦးပုတ်ဟာကလေးလေးရှေ့မှာဒူးထောက်ကျသွားတယ်သူ့မျက်လုံးထဲမှာတော့မျက်ရည်တွေပြည့်နှက်နေတယ်ဦးခန့်ငါတောင်းပန်ပါတယ်အဲ့ဒီအချိန်မှာကလေးလေးရဲ့မျက်နှာဟာတဖြည်းဖြည်းပြောင်းလဲလာတယ်ကလေးမျက်နှာမဟုတ်တော့ဘူးသွေးတွေနဲ့ဖုံးလွှမ်းနေတဲ့လူငယ်တယောက်ရဲ့မျက်နှာပေါ်လာတယ်အဲ့ဒီမျက်နှာဟာလွန်ခဲ့တဲ့နှစ်30ကပျောက်ဆုံးသွားခဲ့တဲ့ဦးခက်ရဲ့မျက်နှာပဲရွာသားတွေအားလုံးထိတ်လန့်တုန်လှုပ်သွားကြတယ်ဦးခက်ရဲ့အတန်ဟာလေထုတစ်ခုလုံးမှာပဲ့တင်ထက်သွားတယ်အကိုကြီးဘာလို့ကျွန်တော်ကိုထားခဲ့တာလဲဦးပုတ်ဟာမျက်ရည်တွေစီးကျလာတယ်နှစ်ပေါင်း30ကြာဖုံးကွယ်ထားခဲ့တဲ့အမှန်တရားကိုနောက်ဆုံးမှဝန်ခံလိုက်တယ်အဲ့ဒီနေ့ကဂူထဲမှာငါတို့2ယောက်ပိတ်မိခဲ့တယ်ဂူပြိုကျတော့ငါကြောက်လန့်ပြီးထွက်ပြေးခဲ့တယ်မင်းကိုကယ်နိုင်ခဲ့ရဲ့သားနဲ့ငါထားခဲ့မိတယ်ရွာသားတွေတိတ်ဆိတ်သွားကြတယ်သူတို့မထင်ခဲ့ကြဘူးလေးစားရတဲ့သူကြီးဦးပုရဲ့ရင်ထဲမှာဒီလောက်ကြီးတဲ့အပြစ်တစ်ခုရှိနေမယ်လို့ဦးခတ်ဟာခေါင်းငုံလိုက်တယ်သူ့မျက်နှာပေါ်ကအညိုးတွေဟာခဏတာပျောက်ကွယ်သွားသလိုပဲဒါပေမဲ့ရုတ်တရက်တောအုပ်အတွင်းကရွာဆောင်ကြီးဟာဒေါသတကြီးဟိန်းဟောက်လိုက်တယ်မြေကြီးတွေအကွဲလာတယ်ဆရာတော်ရဲ့မျက်နှာဟာဖြူဖြော့သွားတယ်မဟုတ်ဘူးဦးခတ်ကအညိုးနဲ့မပြန်လာတာမဟုတ်ဘူးတစုံတစ်ခုကသူ့ကိုအတုံးချနေတာအဲ့ဒီအချိန်မှာဦးခတ်ရဲ့နောက်ကျောဘက်ကအမှောင်ထုထဲကနေကြီးမားတဲ့လက်မဲကြီးတစ်ဖက်ထွက်ပေါ်လာတယ်အဲ့ဒီလက်ကြီးဟာဦးခတ်ရဲ့ခန္ဓာကိုယ်ကိုဖြည်းဖြည်းချင်းဆွဲယူနေတယ်ဦးခတ်ဟာရုတ်တရက်နာကျင်စွာအော်ဟစ်လိုက်တယ်အကိုကြီးကဲပါအောင်အဲ့ဒီအတန်ဟာလွန်ခဲ့တဲ့နှစ်30ကဂူထဲမှာနောက်ဆုံးကြားခဲ့ရတဲ့အတန်အတိုင်းပဲပြီးတော့အမှောင်ထုကြီးထဲကနေမျက်လုံးနီနီနှလုံးဖြည်းဖြည်းချင်းပွင့်လာတော့တယ်အမှောင်ထုထဲကမျက်လုံးနီနီနှလုံးပွင့်လာတဲ့အချိန်မှာရွာသားအားလုံးရဲ့နှလုံးခုန်တန်တွေရပ်တန့်သွားသလိုခံစားလိုက်ရတယ်အဲ့ဒီအရာဟာရွာဆောင်ထက်တောင်ကြီးမားနေတယ်အရိပ်မဲကြီးကတဖြည်းဖြည်းပုံတံပေါ်လာတယ်ဦးချိုနှစ်ချောင်းရှည်လျားတဲ့လက်သေးမဲကြီးတွေမျက်လုံးနီရဲတွေနဲ့လူသားတွေအပေါ်မုန်းတီးမှုတွေပြည့်နှက်နေတဲ့မျက်နှာဆရာတော်ဦးဝိစိတ်တရဲ့မျက်နှာဖြူဖြော့သွားတယ်ဒါဟာအစီရင်ရဲ့အရှင်သခင်ပဲ